ကဲဒီနေ့ပြပြီးမယ်မန်ကားလှလေးကတော့သူကဂျပန်စာလေးလာနေတဲ့သူတွေအတွက်ပေါ့နော်ရုံသုံးအိမ်သုံးကြောင်းသုံး romance အမျိုးအစားစကလုံးတစ်ကလေးအများကြီးရမယ်ကပ်ပပပေါ့နော်သူကဘာလဲဆိုတော့သူကရုံးဝင်တယ်မှာသူငငယ်ရွယ်နဲ့အိမ်အောင်ကြပြီးသမီးလေးတစ်ယောက်နဲ့သူတို့မိသားစုပေါ့ကွယ်ငငယ်ဥစားပေါ့နော်မိသားစုလေးပေါ့သူတို့မိသားစုလေးရဲ့နေ့စဉ်ဘဝ daily life လေးအကြောင်းပေါ့နော်ချစ်စရာလေးကောင်းအောင်လို့ချစ်စရာလေးပြောစရာလေးရေးပေးထားတဲ့မန်ကာလေးပါသူက daily life ပုံစံမျိုးလေးပေါ့နော်သူကရုံးမှာအိမ်မှာသုံးတဲ့အသုံးအနှုန်းတွေအချင်းချင်းပြောတဲ့အသုံးအနှုန်းတွေမိသားစုကြားမှာပြုံးတဲ့အသုံးအနှုန်းတွေပြီးတဲ့အခါကျလို့ဖို့ကိုင်းဘက်တွေကြားထဲမှာပြုံးတဲ့အသုံးအနှုန်းလေးတွေအများကြီးပါတယ်ပေါ့နော်သမီးကလေးနဲ့ဆိုတော့ကလေးနဲ့လည်းစကားပြောပြရသေးတာပေါ့နော်ဒါပေမဲ့သူကလည်းဖူရီကာနာလေးတွေမှာပါတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်မင်းကတော့ဟို N3 ပြီးသားသူတွေဖတ်လို့ရှင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ကိုက N3 မပြီးသေးဘူးဆိုလို့ရှိရင်လည်းဟိုပေါ့နော်မသိရစကားလုံးလေးတွေကိုသေချာ dictionary အချိန်ပေးပြီးတော့ dictionary လေးနဲ့ရှာပြီးတော့ဖတ်လို့ရှင်ပေါ့နော်ဟိုစားကိုမသိလို့တမျက်နှာဖတ်လိုက်တာနဲ့မသိရစကားလုံးဒီတမျက်နှာမှာ3-4လုံးဒီတမျက်နှာမှာ3-4လုံးနဲ့တအုပ်လုံးပြီးသွားတဲ့ခါကြလို့ရှင်လုံး90-100မကပေါ့နော်စကားလုံးအသစ်ကလေးတွေကိုရမှတ်မိသွားမှာပါပေါ့နော်ကြက်လဲကြက်မယ်ဆိုရင်ပေါ့လေနော်ဟိုစားဖတ်လဲဖတ်မယ်ရှာမယ်ကြက်လဲကြက်မယ်ပေါ့နော်ပြီးတော့ဒီစာအုပ်ကလေးကကာလာအပြည့်နဲ့ဆိုတဲ့အခါကြတော့ပေါ့နော်ရိုးရိုး black and white ပဲမန်ဂါတွေပဲဖတ်နေရတာတွေရိုးအီနေပြီဆိုလို့ရှိရင်ဒီလိုကာလာလေးလှပပနဲ့ဆိုတော့ပို့ပြီးတော့ပေါ့နော် visually stimulated ဖြစ်တယ်ပေါ့နော်အဲ့တော့ပုံလေးနဲ့ရောစာလေးနဲ့ရောဆိုတဲ့ခါကြလို့ရှိရင်ဒီတိုင်းစာကြီးပဲမြင်တာထက်စာရင်ပုံနဲ့စာနဲ့တွဲထားတဲ့စကားလုံးလေးတွေကပေါ့နော်ဘယ်လိုပြောမလဲပို့ပြီးတော့မှတ်မိရတယ်များတယ်မှတ်မိနိုင်ဆိုရင်မှတ်မိနိုင်တဲ့ခွင့်ရည်ကပို့ပြီးတော့များတယ်ပေါ့နော်ဘာဖြစ်လို့တော့ visually stimulated ဖြစ်တာဟုတ်နော်မျိုးဖြစ်တယ်။ तू ကအုပ်ထဲပြရမျိုးတော့မဟုတ်ဘူး။ तू ကအနောက်မှာပေါ့နော်။ तू ရဲ့ daily life လေးတွေက ongoing ပေါ့နော်ဆက်သွားပေါ့နော်။ဒီနေ့ပြီးဒီနေ့နောက်နေ့ဆိုတာမျိုးတွေကရှိနေရအောင်။နေ့တိုင်းရှိနေမှာဆိုတော့ဒါကတော့သူ့ရဲ့ဒီပထမ volume မှာပါတဲ့ပေါ့နော်။သူ့ရဲ့ရုံကြောင်ကလေးပြီးတော့အိမ်ရဲ့ဟိုနေပေါ့နော်သူတို့ဟိုစား daily life ပေါ့နော်ဘယ်နည်းရစာလောက်ဖြစ်မလဲတော့မပြောတတ်ဘူးအဲ့လို daily life လေးပေါ့နော်သူနောက်မှာအဲ့လိုသူ့ရဲ့ daily life လေးဆက်သွားမျိုးလေးလည်းရှိတယ်အဲ့ခါကျတော့ကိုကပေါ့နော်ဟိုဒီမန်ဂါလေးကိုချစ်လို့ဆက်ပြီးတော့ဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးမန်ဂါလေးဆက်ဖတ်ဖို့ဇလန်ကအဓိကမဟုတ်ဘူးကိုကဒီထဲမှာပါတဲ့စကားလုံးလေးတွေဒီတအုပ်ပြီးသွားလို့ရှိရင်ရမယ့်စကားလုံးလေးတွေကိုပဲလိုချင်တာနော်ဒီလိုအကြောင်းအရာလေးတွေထဲမှာသုံးလေးအများကြီးလိုချင်တယ်ဟိုဇလန်အဓိကမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါလေးကဖတ်လို့အဆင်ပြေပါတယ်အဲ့လိုလဲဆိုတော့ဒီအမှန်ဒီထဲမှာမသိတဲ့စကားလုံးလေးတွေရှာဖတ်လိုက်တအုပ်ပြီးသွားလို့ရှိရင်အများကြီးရသွားမှာပါဖူရီကာနာလေးလည်းမပါဘူးဆိုတော့တကယ်လို့ N1 N2 တွေဖတ်မယ်ဆိုလို့ရှိရင်တော့လွယ်မှာပေါ့နော်ဒီဥစားဒါပေမဲ့ N3 ပြီးသားဆိုလဲလွယ်ဦးမယ်ထင်တယ်เนาะ N4 N5 ဆိုတော့တော်တော်ခက်မလားမပြောတတ်ဘူးN5 ဆိုရင်တော့ခက်လိမ့်မယ်။နော် N4 level ပေါ့နော် N4 level ဆိုရင်တော့မသိတဲ့စကားလုံးတွေတော်တော်လေးရှာပြီးတော့ဖတ်ရမှာဆိုတော့ဒါဆိုရှင်သူကစာမျက်နှာ100ကျော်တာလေစာမျက်နှာ100ကျော်မှာတမျက်နှာမှာမသိတဲ့စကားလုံးတွေရှာလိုက်လို့ရှင်အများကြီးဖြစ်သွားမှာပေါ့နော်။ तू ကလည်းလေအသစ်ဆိုလို့ရှင်ရင်4000ကျော်လောက်ပေးရတယ်။ဒါမင်းတို့ဟာ second hand မယ်နော်မင်းတို့လည်းပြနေကြတယ် second hand ဆိုတော့ဒီလိုမျိုး cover လေးကနှစ်ထပ် Japan official second hand နော်ခါတိုခါဝဟိုနေရာထုတ်ထားတာဟာပေါ့နော်ခါတိုခါဝထုတ်တဲ့စောက်တီလည်းအများကြီးရှိရတာ officially သူ့ရဲ့စက်ကူကာလာလေးဆိုလဲဆိုဣနေရပဲပြီးတော့ခါကျတော့စက်ကူကလေးတလားဟိုဘယ်လိုပြောမလဲမဂဇင်းစောက်တီလို့အသားမျိုးနော်သူကရိုး black and white မန်ဂါတစ်ဆိုင်တော်တော်လေးမိုက်တယ်နော်တောင်မှဒီဥစားလေးကိုမှပုံမှန်4000ကျော်ဟာပေးရတဲ့ဟာကိုမှဒီဥစား1000ကျော်ပဲရှိရတဲ့အတွက်ကြောင့်မို့ second hand ဆိုလို့ရှိရင်ဝယ်လဲတော်တော်လေးလဲဝယ်ပြောတယ်လှလေးလဲဖတ်ရတယ်စကလုံးတွေလည်းအများကြီးရမယ်ပေါ့နော်ပြီးတဲ့ခါကျနေ့စဉ်သုံးလေးများတဲ့အတွက်ကြောင့်မို့ဂျပန်စာလေးလာနေတဲ့လူတွေအတွက်အများကြီးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်